ခါတဲ့စနစ်တကျပြုစုမယ်ပိုးကောင်ကျွေးပြီးမွေးထားတယ်ညီမလေးရင်ငှက်ပြိုင်ပွဲသွားတော့မယ်ကံကောင်းပါစေလို့ဆူတောင်းပေးခဲ့ပါငှက်ဝါသနာရှင်များအတွက်အတူတူရှိနေပေးမယ်နာဘွိုင်ဂျန်ကာဘန်ဒီတိုးယောက်Terrace 6ငှက်ဝါသနာရှင်တွေစင်သင်မဲလားငှက်တွင်ငှက်ဝါသနာရှင်မျ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 ားလာစဉ်လာစားရတဲ့အလုံးမျိုးမဟုတ်ဘူးရုံးဝန်ထမ်းမှမဟုတ်တာလေတွေ့တိုင်းလဲအိမ်နီးချင်းတွေကရှက်ကြတယ်မနဲ့စောကတဲ့ကငှက်ကိုချော့မြူနေရတာထိုင်ခုံမှာထိုင်စေးလိုက်ဖွာငါငှက်လေးကခေါင်းငိမ့်ပြနေပြီငှက်ပြိုင်ပွဲဝင်တဲ့သူဖြစ်ရတာသက်သာတယ်ကယူဆိုင်ပြီးပြူဆိုရင်ကြိုးရှိတာပေါ့အခြေခံကနေစက်တင်တာပါတထေးတွေကိုလည်းမကြောက်ဘူးစွမ်းအားရှိတဲ့အရင်နီးကတော့တတိနဲ့ဆူတောင်းခြင်းလူတွေပါပဲငှက်တွင်ငှက်ဝါသနာရှင်များငှက်တွင်ငှက်ဝါသနာရှင်များငှက်လေးတိုက်ပွဲဝင်တန်ကျဲနဲ့ငှက်လေးတိုင်ပေါ်မှာတချင်းဆိုနာမည်ကြီးဖို့မလို့ရေးကြီးတာနိုင်ရဖို့ငါငှက်ကတန်ကောင်းရမတ်သေးချပေါ်ဝဲငါငှက်ကတန်ကောင်းရမတ်သေးချပေါ်ရပြီငှက်လေးကတွက်လက်တယ်စိုးရိမ်စရာမလိုဘူးငှက်လေးကကားတော့ရင်ခုန်တန်တွေမြန်လာတယ်အမရဖို့လှုပ်ဆက်ပေးလိုက်ပါငှက်တွင်ငှက်ဝါသနာရှင်များငှက်လေးခေါင်းထောင်ပြီးမတ်တိုးဖို့စင်သင့်ပဲတခြားသူတွေကတော့ငေးကြည့်နေကြတာပေါ့ငါငှက်ကအနိုင်ရမှသေချာပဲငါရန်သူမရှာဘူးရန်ဖြစ်တာလည်းမကြိုက်ဘူးတွေးကြရင်လဲရင်နီးပဲဆက်ဆံကြပါငှက်ပြိုင်သူတွေချင်းနာလို့မဖြစ်ကြဘူးဝါသနာကြောင့်ဖြစ်လာတဲ့ညီကိုမတန်ရောစဉ်ဒီဝါသနာကနေကံကောင်းခြင်းတွေရပါစေငှက်တွင်ငှက်ဝါသနာရှင်များငှက်တွင်ငှက်ဝါသနာရှင်များ